သားတို့ဥပမာပြောမယ်တဲ့လူတယောက်ကပေါက်ပြားတွေချင်းတောင်းတွေတောင်းတွေယူလာပြီးတော့မဟာပထဝီမြေကြီးကိုမြေကြီးမဖြစ်စေရဘူးဆိုပြီးတော့မြေကြီးကိုတူးတောင်းတဲ့ထက်ထမ်းပြီးတော့ပို့မြေကြီးကိုဘာလို့မှာတော့ဖြက်စီးတာတဲ့မြေကြီးကိုမြေကြီးမဟုတ်စေဘူးဆိုတော့တူးပို့တော့ဘယ်သွားပို့မှာတော့မြေကြီးဘောပဲပို့ရမှာအဲ့တော့မြေကြီးကိုမြေကြီးမဟုတ်အောင်လုပ်လို့ရသလားမရဘူးအဲ့ဒါလိုပဲသင်တို့ဟာမြေကြီးအတုနဲ့တူလောက်အောင်မေတ္တာတရားကိုပွားရမယ်တစုံတစ်ယောက်ကဒီလိုမေတ္တာတွေပြက်အောင်လုပ်ပါမယ်ဆိုရင်ပြက်မသွားအောင်မြေကြီးကိုမြေကြီးမဖြစ်အောင်လုပ်မယ်ဆိုတဲ့လူတွေလုပ်လို့မရတယ်လို့မျိုးကိုယ့်ရဲ့မေတ္တာတွေကိုလည်းမေတ္တာမဖြစ်အောင်လုပ်မယ်လို့တခြားသောသူတွေလုပ်လို့မရတော့အောင်မြေကြီးနဲ့တူတဲ့မေတ္တာမျိုးစိတ်မျိုးဖြစ်အောင်ကြိုးစားရမယ်တဲ့ဒါနံပါတ်1ဥပမာဟုတ်လားနောက်နံပါတ်2လူတယောက်ကစုပ်တန်တွေဆေးခွက်တွေကန်ပြီးတော့ငါကောင်းငင်ကြီးကိုဆေးချေပြစ်မှာကွာဣတိကောင်းငင်ကိုဆေးချေမယ်တဲ့ဟုတ်လားကောင်းငင်ကဆေးချေလို့ရမှာလားမရဘူးအဲ့ဒီလူပဲပင်ပန်းမှာပဲအဲ့ဒါလိုပဲကိုယ့်ရဲ့မေတ္တာကိုမေတ္တာမဖြစ်အောင်လုပ်လို့မရတယ်လို့မျိုးကောင်းငင်ကိုဆေးချေလို့မရတယ်လို့မျိုးကောင်းကင်နဲ့တူတဲ့မေတ္တာဖြစ်အောင်ကြိုးစားရမယ်